Hello အားလုံးပဲမင်္ဂလာပါခင်ဗျာ AMD Moto Blog ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်အခုဆိုရင်ဟီရိုရှီမားမှာရောက်နေရလဲ2ရက်ရှိသွားပြီပေါ့နော်အဲဒါကြောင့်မလို့ကျွန်တော်အခုတခြားတနေရာကိုခရီးဆက်တော့မှာပဲဖြစ်ပါတယ်ကျွန်တော်အခုဘယ်ကိုသွားမလဲဆိုလို့ရှိရင်ဒီဂျပန်နိုင်ငံကကျွန်းပေါင်း6800ကျော်ရှိတဲ့အနက်ပေါ့နော်အဓိကကျွန်းကြီးက4ခုရှိတယ်ဟွန်ရှူဟော်ကိုင်းဒိုကျူရှူနဲ့ရှီကိုကူဆိုပြီးတော့4ခုရှိတယ်အခုကျွန်တော်ဒီကနေ့သွားမှာကဒီ၄ခုမြောက်အကြီးဆုံးဖြစ်တဲ့ရှီကိုကူကိုသွားမှာပဲဖြစ်ပါတယ်ကျွန်တော်နဲ့အတူလိုက်ကြပါအောင်ခင်ဗျာအဲ့လိုနဲ့ကျွန်တော်ဟီရိုရှီမားမြို့ရဲကနေပြီးတော့မောင်းလာတာမြို့ပြင်ကိုရောက်ဖို့မိနစ်20လောက်မောင်းလိုက်ရတယ်ဗျဟီရိုရှီမားမြို့ကတော်တော်လေးတော့ကျယ်တယ်အဲ့လိုနဲ့ကျွန်တော်လမ်းမှာလည်းနားလိုက်မောင်းလိုက်နဲ့မောင်းလာတာပေါ့ရာသီဥတုရန်ကောင်းတော့ဆိုင်ကမောင်းတာမိုက်ပါတယ်ဒီလေးတပြည့်နဲ့အရန်မိုက်တယ်အဲ့လိုနဲ့ကျွန်တော်မောင်းလာတော့နေကင်းထမင်းစားကြည့်တော့မသိရောက်ပါတယ်ဗျဒီရှီကိုကူကျွန်းပဲလေချမ်းပါလို့ကျွန်တော်ဝင်ချင်းမှာပဲကျွန်တော်ရန်နာစကန်တခုမှာပဲနေလေစာဝင်စားလိုက်ပါတယ်ကျွန်တော်ဒီနေလေစာကတော့ကျွန်တော်လမ်းမှန်နဲ့ဒီထမင်းကြော်မှာပြီးတော့ကျွန်တော်စားတာပေါ့ဗျာသူကစက်တူမှာ1100ကျော်ပဲကြာပြီဗျာ1180လားမသိဘူးကျွန်တော်အိမ်မှာပဲ easy နာရင်နဲ့ဆိုင်ကလေးနဲ့နာပေးနဲ့စားလိုက်တာစားရင်နဲ့နိုင်ဝက်လောက်ကြာပါတယ်အမှန်နဲ့စားလို့ကောင်းတယ်ကဲစားလို့တောက်လို့ပြီးဆိုတော့ဤစက်မယ်ကျွန်တော်နေ့လေစာစားတောက်ပြီးတော့ကျွန်တော်ခီးဆက်ပြီးတော့ထွက်လာတာပဲဖြစ်ပါတယ်ဒီကျွန်းဘက်မှာကဒီရှုခင်းတွေရမ်းလာတယ်ဗျာဒီတစ်ဖက်မှာကပင်လေကမ်းနဲ့ဒီတစ်ဖက်မှာလည်းတောင်ကျောတွေတော့အရမ်းလာတယ်ရာသီဥတုလည်းကောင်းတော့ဆိုင်ကယ်မောင်းလာတယ်တကယ်မိုက်ပါတယ်ဒီတရားတွေအများကြီးပဲကျွန်တော်တစ်ခုပြီးတစ်ခုဖြတ်ပြီးတော့မောင်းလာတာပေါ့ဒီဘက်မှာကတစ်ခုတူးကြတာကဒီစဘာကင်းနေစိုက်ခင်းနေလည်းမရှိဘူးပြီးတော့ရထားလမ်းလည်းကျွန်တော်မတွေ့ဘူးဗျဒီဘက်မှာကကားလမ်းကိုပဲအဓိကသုံးနေတယ်အဲ့လိုနဲ့ကျွန်တော်မောင်းလာတာလှတဲ့နေရာလေးတွေ့ရက်လိုက်တပ်ပုံစင်းရက်လိုက်နားလိုက်မောင်းရင်နဲ့ကျွန်တော်ဒီမြို့ရောက်တော့ကျွန်တော်ဒီ convenience store မှာပဲကျွန်တော်အပေါ်ပါညာသွားရင်းနဲ့ကျွန်တော်ဈေးဝင်ဝယ်လိုက်ပါတယ်ခဏနေတောင်းနေတဲ့ပုံရတော့မှာဆိုတော့ဆိုင်မရှိတော့မှာမဟုတ်အဲ့တော့ညာရှုပေါညကြရဟိုမှာဝေးစားတရားရှိချင်မှရှိမှာအစားစရာလေးဒီကတခါလေးဝယ်ခဲ့မယ်ဘယ်လိုချမ်းလို့မရတဲ့အတိုင်းပဲမဆိုတော့စားဖို့ညလာပါခေါက်ဆွဲကော်ပီပါရတော့ပါခေါက်ဆွဲရေဘူးရရေဘူးရဘာမှစားလို့プレイ1枚お願いしますペッペイでお願いしますラーメンお湯入れますか？いいですねはいありがとうございますဘာမှဝေးချမ်းနေတယ်အဲ့ဘက်မှာတော့အဲ့လိုနဲ့ကျွန်တော်ညစာအတွက်ဈေးပါညာဝယ်ပြီးအဲ့နားမှာခဏနားပြီးတော့ပေါ့ဆိုင်ကရဲ့နားပြီးနဲ့ကျွန်တော်ညစကန်ချမဲ့တောင်ပေါ်ကိုဆက်ပြီးတော့သွားမှာပဲဖြစ်ပါတယ်ခုသွားတဲ့လမ်းမှာဆိုရင်ဆိုင်ကယ်သမားတွေအများကြီးပဲတွေ့တယ်တောင်ပေါ်ကနေပို့ပြီးပြန်ဆင်းလာတာဆိုင်ကယ်သမားအချင်းချင်းဆိုတော့လက်ပြပါညာနှုတ်ဆက်ပေါ့တောင်ပေါ်လမ်းနေဆိုတဲ့အတိုင်းပဲရှူခင်းနေရတော့ရမ်းလာတယ်ဒီတစ်ဖက်မှာလည်းကြောက်ကမ်းပါပေါ့တစ်ဖက်မှာလည်းတောင်ဆောင်နေနေ
အဲ့လိုနဲ့ကျွန်တော်မျိုးတွေတော့မတွေ့တော့ဘူးတောတွေတော့ရွာတွေပေါ့တရွာပြီးတရွာကျွန်တော်ဖြတ်ပြီးတော့မောင်းလာတာရှူခင်းတွေကတော့တကယ်မိုက်ပါတယ်ကျွန်တော်လှတဲ့ထင်းနေနေဟာဆိုကျွန်တော်အဆင်ပြေတက်ပုံရိုက်အေးစီနားလိုက်မောင်းလိုက်နားလိုက်မောင်းလိုက်နေပဲမောင်းလာတာညနေနေရအေးဆိုတော့ဒီတဖြူဖြူနေနဲ့ဆိုင်ကမောင်းလာရမ်းမိုက်တယ်အဲ့လိုနဲ့ကျွန်တော်3နိုင်ခွဲဟုတ်တယ်4နိုင်မထိုးခင်လောက်ထင်တယ်ဗျကျွန်တော်အဲစကန်ချမဲ့နေရာကိုရောက်ရှိလို့လာရွေးဖြစ်ပါတယ်ဒီနေရာကဒီတကူကောင်းတာက camp site တဘောပဲသူကကိုမြင့်ကြီးရှိဒီတစ်ဖက်တောင်ဘက်တစ်ချောင်းမှာကိုကြိုက်တဲ့နေရာမှာတန်ထိုးလို့ရတယ်သူကဝင်ကြီးပါညာမပေးအောင်ဒီအပေါ်ပါပါညာသွားဖို့လေလောက်တာရှိတယ်ဗျပြီးတော့ဒီ camp site နဲ့ခက်လန်းလန်းမှာလည်းနွားကြံရှိတယ်သူတွေနွားကြံနေမှာလည်းဒီခီးသွားတွေပါညာလာကြတယ်နှုတ်တဲ့ပစ္စည်းတွေပါညာလည်းရောင်းတာပါဗျာကျွန်တော်ညနေရောက်တဲ့အတွက်မဝင်လိုက်တော့အိမ်နွားကြံမလဲဒီညနေနေဝင်ချိန်ရောက်သွားတဲ့ရှူခင်းကတော့တကယ်မိုက်ပါတယ်ညနေနေဝင်စီးစားရမ်းလာတယ်ဒီအဲ့လိုကားသမားတွေရောဆိုင်ကယ်သမားတွေရောအများကြီးပဲတန်နေကိုစီနေပေါ့ညာအဲ့လိုနဲ့ကျွန်တော်လှမယ်ထင်တဲ့တနေရာပဲကျွန်တော်ဝင်ပြီးတော့နေရာယူလိုက်ပါတယ်အဲ့လိုနဲ့ကျွန်တော်တန်ထိုးဖို့ပါညာပြင်နေပေါ့ဗျာညနေဝင်ချိန်ဆိုတော့လေရမ်းလာတဲ့ရှူခင်းရလဲနေဝင်ချိန်နေလုံးရက်လေးရဲပြီးတော့ဗောနော်လေးလေးတဖြူဖြူနဲ့ကျွန်တော်နေမမှောင်ခင်ပေါ့တန်းအရင်ပါညာထိုးတာပဲဖြစ်ပါတယ်ညအိပ်ဖို့အတွက်တန်းပါညာပြင်ဆင်နေတာပဲဖြစ်ပါတယ်ဗျာကျွန်တော်တန်းနည်းနည်းတရားပါညာတန်းထိုးရတာလဲရမ်းလွယ်တယ်ဗျဘယ်တော့မှအချိန်မပေးအောင်ကျွန်တော်ဒီတန်းလေးနဲ့တော်တော်ဆင်ပြေပါတယ်ပြီးတော့ကျွန်တော်အိယာအတွက်ပြင်နေတာပဲဖြစ်ပါတယ်။ဘာလို့အိယာလည်းအောက်ကနေမြေကြီးနဲ့လွတ်အောင်လို့ကျွန်တော်ဒီကောင်လေးကိုကျွန်တော်ဝယ်ထားတာပဲဖြစ်ပါတယ်။တက်ဖြော်လည်းရမ်းလွယ်ပါတယ်။ဘာလို့မြေကြီးနဲ့ရမ်းကပ်ရင်ကြာရင်ကြာမကောင်းပြန်ခါးတွေပါနာနိုင်တယ်။အေးတော့လေအောက်ကလေဒီဟာဆိုလေဖြိုးရတက်လည်းလွယ်တယ်။အရင်ကြီးအချိန်တော့မပေးအောင်ပြန်။သူကလည်းသူပေါ့ဗျာတကယ်မိုက်ပါတယ်။လိုနဲ့ဘေးမှာလည်းဂျပန်ဘိုးတော်ကြီးရှိတယ်။ညာဘက်မှာဆိုလည်းမိသားစုလိုက်ပေါ့။သူတို့လည်းသူတို့ကသူတို့ကိုလည်းကိုယ့်အကူကိုပေါ့အေးဆေးပဲ။အဲ့လိုနဲ့ကျွန်တော်ညအိဖို့အတွက်အေးရပါညာပြင်းနေစင်နေပေါ့ဗျာ။ပြီးတော့ဒီ net ကိုတော့အေးရအတွက်လည်းကျွန်တော်ဝေထားတာပဲဖြစ်ပါတယ်။သူလည်းညအေးတဲ့တန်းလေးပါခံနိုင်နေဗျတော်တော်စင်ပြေဒီကောင်လေးဆိုပေါ့ပေါ့ပါပါကျွန်တော်ဒီဆိုင်ကယ်နဲ့အဲ့လိုတန်းထိုးရတဲ့လူတွေဆိုရင်ဒါလေးတွေကမရှိမဖြစ်စောင်းထားတင်တယ်ပေါ့ဗျာအဲ့လိုနဲ့ကျွန်တော်အိယာအတွက်ပါညာပြင်ဆင်ပြီးတော့ဆိုင်ကယ်ပေါ်ကပစ္စည်းအထုပ်တွေပါညာချပေါ့ဗျာကျွန်တော်ပစ္စည်းတွေပါတွေချနေရပါညာချပြီးတော့နီနာတောင်ကြီးမြောက်ကြီးရှောက်ကြည့်ပြီးတော့ဓာတ်ပုံမှန်ညာရိုက်ပါဗျာနေဝင်ချိန်ဆိုတော့နေဝင်စီးစားလည်းရမ်းလာတယ်အဲ့လိုဟိုကြည့်ကြည့်နဲ့နေကဘယ်လိုဝင်လို့ဝင်မှန်းမသိဝင်တော့ပါပြီခေါ်စိတ်ကြရင်ကြီးအောက်ကခံတဲ့ခုံမပါခင်ကြီးကမြက်အောက်ကမြက်ဒီဆိုပြီးလောင်းလိုက်
စားလို့တောက်လို့လည်းပြီးသွားရင်အမိုက်ကြီးကဒီမှာကိုအမိုက်ကိုပြန်ထုတ်သွားတယ်ဒီကချူကင်းလိုက်နေတယ်ဆူလို့ဆိုရမတဲ့နိုင်ဒီပါပြီးတော့ဒီနေ့အတွက် data တွေ